သားသမီးတွေအတိတရားရစေဖို့အမေနဲ့ပတ်သက်တဲ့စာပေလေးတစ်ပုဒ်ဖတ်ပြပါရစေဗျာဘဟုတုတစာပေလေးမှုအဆုံးထိနားထောင်စေချင်ပါတယ်ကိုဝင်စားရှိတဲ့ကပူငံဆက်ခါရှောင်ပြီးလောကဒဏ်ကိုရင်ဆိုင်ပြီးတေမင်းနဲ့စစ်ခင်းအသက်ကိုရင်ပြီးမွေးခဲ့ရတာအမေပါမွေးဖွားပြီးလဲမိမိရင်သွေးစာလောက်မှုပြေပြောက်ဖို့လူမြင်ကွင်းလဲမရှက်နိုင်ပဲနှုတ်လန်တိုက်ခဲ့ရတာလဲအမေပါမွေးဖွားပြီးစားရင်သွေးလေးကိုပွေးပက်ချော့မြူတယူတရနဲ့ကျင်နာယူရရင်နာကျင်ခံစားခဲ့ရတဲ့ဝေဒနာကိုမေ့ပြောက်ခဲ့ရတာလဲအမေပါညဖက်အိတ်နေရင်သွေးလေးငိုတန်ကြရင်ဆက်မအိတ်နိုင်အလူးလဲထကနှုတ်ချိုတိုက်ကြွေးရတာလဲအမေပါရင်သွေးလေးဖျားနိုင်ရင်လဲညဆက်အေးရေးပြက်ခံပြုစုခဲ့ရတာလဲအမေပါသားသမီးလေးတွေကိုပြုစုဆောင်ရှောက်ရင်းအိမ်မှုကိစ္စအဝဝနဲ့လင်းယောက်ျားတာဝန်ကိုလုပ်ပေးရတဲ့အမေသားသမီးတွေအရွယ်ရောက်အိမ်အောင်ကြတော့လဲသားမျက်နှာကြောင့်ချွေးမောက်ကိုလည်းပြုံးပြရတာအမေပါသမီးမျက်နှာကြောင့်တမတ်ကိုပြုံးပြရတာလဲအမေပါဒီလိုအဆက်ကိုအသက်နဲ့လဲငယ်စဉ်တည်းကလည်းအေးရေးပြက်ခံပြီးသားသမီးတွေကိုပြုစုပေးခဲ့တဲ့အမေကိုတချို့သားသမီးတွေကအရွယ်ရောက်လာရင်အမေကိုပြန်អော်ကြတယ်အမေခင်များတိတ်တိတ်လေးဆွေးငိုခဲ့ကြရတာတချို့သားသမီးတွေမသိကြပါလားအမေရဲ့ကြီးမားလာတဲ့မေတ္တာတရားတွေကိုသိမြင်နိုင်ကြပါစေအမေရဲ့ကြီးမားလာတဲ့ကျေးဇူးတရားတွေကိုသိမြင်နိုင်ကြပါစေငယ်ငယ်ကအမေပြောက်လင်လိုက်ရှာတဲ့ခမများအခုတော့အမေတယောက်တည်းဖြစ်နေတာတော့လဲမကြည့်တော့ဘူးလားငယ်ငယ်ကအမေခွင့်ကြွေးမှထမင်းစားတဲ့ခမများအခုတော့အမေဘလို့စားနေရတယ်ဆိုတာတော့မသိတော့ဘူးလားငယ်ငယ်ကအမေချော့သိမ့်မှအိတ်တက်တဲ့ခမများအခုတော့အမေဘလို့အိတ်နေရတယ်ဆိုတာမလိလာတော့ဘူးလားငယ်ငယ်ကအမေရှိရင်ငွေရှိတယ်ဆိုတဲ့ခမအခုတော့ငွေရှိတာတော့အမေမသိအောင်ဝတ်ထားရတာလားခမကိုပညာတွေတက်အောင်သင်ပေးခဲ့တဲ့အမေခမအရွယ်ရောက်လဲလာရောအမေပညာမတက်လို့ရှက်တယ်လားငယ်ငယ်ကခမနာစေးချောင်းဆိုးတာတော့အိတ်မရတဲ့အမေအခုအမေနေမကောင်းတာတော့အလုံးမအားလို့လာမတွေ့နိုင်ဘူးလေလားအမေဆိုတာကျွန်တော်တို့ဘဝတွေရဲ့အစားထိုးလို့မရတဲ့အနိုင်မဲ့မေတ္တာရှင်ပါရှိတုံးလေးကြွေးရှိတုံးလေးကယူဆိုင်ပါအမေမရှိတော့မှငိုပြီးနောင်တမရကြပါနဲ့ညံ့ညက်တော်မှသာမိုးတိမ်တိုက်တွေရဲ့အပေါ်ဝတိမ်ပုံဖျားထက်မှထာဝစဉ်အမြဲရှိနေတာမှသာအမိပါကဘာပေါ်ရှိအမေများအားလုံးတက်ရှိကျမ်းမစိတ်ချမ်းသာလိုရင်ဆန္ဒများထာဝရပြေဝကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးပါဗျတန်မိုးရှိတဲ့စာပေများကိုစင်ဆက်မပြတ်တင်ဆက်ပေးနေတာမို့အကောက်လေးကိုဖောလို့လုပ်ထားပေးပါနော်မူရင်းရေးသားသူအားလေးစားစွာဂါဝရပြုရင်းခရစ်တက်ပေးပါတယ်ဟုတ်ကဲ့ကျွန်တော်ကံကောင်းပါကံကောင်းစာပေမှမေတ္တာဖြင်းမြဝေပါသည်